အထိုင်ဖုန်းကျိုးဖုန်းကိုတရုတ်လို့ဘယ်လိုခေါ်မလဲ电话电话电话ဒါကအထိုင်ဖုန်းဒါမှမဟုတ်ကျိုးဖုန်းก่อนโอเคအဲ့တော့老师ယူလိုက်မယ်ဖုန်းခေါ်မယ်ဖုန်းခေါ်တယ်ဖုန်းဆက်တယ်ဆိုရင်တရုတ်လို့打电话打电话打电话အဲ့တော့电话ဆိုတာဖုန်းအရှိက打ထည့်လိုက်တော့ဖုန်းခေါ်တယ်ဒါမှမဟုတ်ဖုန်းဆက်တယ်ဆိုရင်အဓိပ္ပာယ်ဖြစ်သွားတယ်打电话ဖုန်းဆက်တယ်ဖုန်းခေါ်တယ်โอเคအဲ့တော့ဖုန်းကိုချလိုက်မယ်ဖုန်းချတာကိုတရုတ်လို့挂电话挂电话挂电话ဖုန်းချသည်အဲ့တော့挂ဆိုတာက老师ချလိုက်တာကိုပြောတာ挂ချလိုက်တယ်နော်အဲ့တော့挂电话ဆိုတော့ဖုန်းချလိုက်တယ်ပြောတယ်挂电话ဖုန်းချသည်挂电话ဖုန်းချသည်ပြန်ပြောမယ်အထိုင်ဖုန်းကိုတရုတ်လို့ဘယ်လိုခေါ်လဲ电话电话အထိုင်ဖုန်းဖုန်းခေါ်တယ်ဖုန်းဆက်တယ်ဆိုရင်打电话打电话ဖုန်းချတယ်ဆိုရင်挂电话挂电话